ကျွန်တော်ကတော့ KTV ကဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့လို KTV ကဝန်ထမ်းတွေစိတ်ညစ်ရတဲ့ customer တွေအကြောင်းနဲ့အဲ့လို customer တွေလာလို့ရှိရင်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာဆက်ရှင်ပြည့်သွားပြီဗျာဩမပြည့်ပါဘူးဟုတ်ဟိုတပိုးတော့အဖို့ပြပါလားအဲ့လို customer မျိုးနဲ့တွေ့လာပြီဆိုရင်အချိန်မပြည့်ခင်နိုင်ခွက်လောက်အလိုကလေးကနေပြေချောင်းသွားပြောပါဒါဆိုရင်သူတောင်းတဲ့လောက်အချိန်တွေပေးနိုင်ပြီဖြစ်ပါတယ်အကိုဗျာဆက်ရှင်ပြည့်သွားပြီဗျာဩအားလုံးစုပြီးသားရင်တပိုးတော့ဩရတာဟောကွယ်โอเคဗျာပြည့်သွားပြီဗျာဩကောက်လို့မွာသူနောက်တပိုးတော့ဟောရတာဟောကွာလေโอเคလူလူကွယ်တွေ့ပြီအကိုပြည့်သွားပြီဗျာဩကောက်လို့မွာသေးကွာနောက်ဆုံးတော့ပဲဒီဘုတ်ပဲဟောနော်ရတာဟောကွာလေโอเคအဲ့လို customer မျိုးနဲ့တွေ့လာပြီဆိုရင်တော့ကျွန်တော်ကတော့ဒီလိုပဲဖြေရှင်းလိုက်တယ်အလုံးမရှိအကမရှိအားနဲ့ဂိမ်းစော့နေပြီမေလည်းဘာမှဝိုင်းမလဲဘာကနဝမေလဲပြောတယ်customer မျိုးကြတော့သူ lady တွေကိုမကြိုက်တာမဟုတ်ပါဘူးအဓိကတော့သူမမူးသေးတာပါသူသာမူးသွားပြီဆိုရင်ဂျာမျိုးလေးပါသဘောကျ